cái đó là gì? cái ông này đã vui rồi mà sáu bị quay gì à? Sáu bị sáu bộ. sáu bị à? Sao suy nghĩ? Ngã rồi ngã lại. Ngã bộ chứ? Ngã bộ chứ? Cô lúc ngã rồi ngã bộ chứ? Sáu rồi sáu bộ chứ? cái đó thì chỉ để quên là chú lúc bắt chân này, tiêu lên, cái thằng bảo, thấy được không? Cái đó phải cho bị vậy không có á? chú yên nào, đại chú về này thôi các bạn, đi xe, có một bể ly, một chế đủ đó, đi ra đó, một chế đủ này đã để nó vào được. Hello, cái gì đấy? Ở đây gì mà? Em mà cún lên này đó, có đâu mà xài gì? Cún vậy. Cô. cái đó đi bữa đó mình đi rồi cô chế luôn này này rồi đó, cô chế luôn mất tiền này này rồi, ở đâu đi chú bác ai biết trên này, thì chú bác cái anh Nguyễn luôn rồi, chú bác cái chỉ ở để bé phụ nào vào đấy. cái này có này không có này chú đi giờ trời bảo rồi.
ဘာလို့လူနိုင်ဝိုင်းအဲ့လိုနိုင်ဝိုင်းမကြိုးရဲ့ဘယ်လေးရဲ့ မင်းလိုက်မဟုတ်တယ်ကိုမင်းလိုက်မတော့ဘူးဗျာ အိမ်မှာတကြိုးလေဥမာအနောက်ကဒိုင်းပဲလေး ကိုလုံးလေးတော့ ဝက်ဆိုင်ပဲနော် ပွဲစားပါပြီလက်ဩပါ လက်ဩပါ ကဲနော်ကိုကြီးဘက်ကကြိုက်တယ်ဆိုရင်တော့ဆက်သွယ်လိုက်ပြန်နော်ကြီးကတော့တည်တယ်ပဲဗျမနေ့ကတော့ကိုကြီးလို့နိုင်တာရဗျနော်ဒီ3ပဲဗျတက်တာတော့ကြိုးတွေကြီးပဲတက်တာဗျ ကဲပြန်စင်ထားရည်စိန်ပါသွားတယ်ဗျာနော်ကျိုးဟောပါလေ ဟိုဘက်ကတော့ကိုရင်တော့ပါတယ်ဗျနော်ဒါပေမဲ့ဘေးကတ်နေရတယ်ဗျ ကဲမကတော့လက်ဩပါပဲ ဩပါ ပါပဲပြတာဗျအခက်မပါ ရှိလို့ရှိမှလားမတကြိုးတွေကြီးပဲ ရှင်းပြလိုက်ပေါ့ကွာငါကြီးအိမ်ဝင်းမဲ့ဟာမလေးလို့ဆောင်းတာအိမ်ဝင်းတွေဘာမှမဖြစ်ဘူးအိမ်ဝင်းတွေတဲဘူးပါ အဲ့တော့ပြောဒိတ်တလီရမယ်အေးကွင်းနဲ့ယူပေးမယ်လေကွင်းနဲ့အဲ့တလီရမယ်ဟမ်လောပဲရှိသေးတယ်ဘာမှမလို့သေးလော ချင်းခန့်နေပြီဘာမှမလုပ်ဘူး အေးလောနော်တလီရပို့လိုက်ပို့လာကဲတော့ဒါကတော့ကျွန်တော်အကောက်မရဘူးပြနော်ဘာလို့ဝေးနဲ့လုပ်ပေးလိုက်တာဗျ ကြည့်ပဲဝေးသွားတဲ့အတွက်1လက်ပါကဲ1လက်ဗျာနော် ဝါလာပါ ပါသွားတယ်ဖောင်းသွားတဲ့အတွက်2လက်ပါ ကဲကျွန်တော်တို့ခေါ်ပြီးတော့မတူရင်ယူမယ်တဲ့ ကိုလားကျွန်တော်ရေတောက်ရှင်ကိုကျော်ပြောဘူးတာတော့ဖြစ်တယ် အောက်မလာဘူးလာမသေးလို့မြင်ဆွဲလိုက်ကားတွေ လက်တူပါလူတွေကြည့်ကြည့်တူ ကတော့ဘောနေကိုတော့3ငါချပါသွားတယ်ပါဘရိုရမင်းတို့ချပါရနော် ဒီကွင်းမှာတဲ့လာလွင့်ပေးတဲ့ကိုရေကျေးဇူးပါဗျာဟုတ်ကဲ့ဗျာเนาะကျွန်တော်က ပြီးထွက်မပြေးဘူး ဟိုလိုက်တွေရှိရတယ် လူစီတဲ့နေရာကိုကလိုက်လွင့်တဲ့ဥစ္စာဆိုကျွန်တော်မလွင့်ဘူးဗျာကျွန်တော်ဘာလို့ဆိုအဲ့လိုပွဲကျွန်တော်မလွင့်ဘူးအာယုံနောက်လို့အရှိတဲ့ပွဲလွင့်ရတာရလာပို့ရှိတယ်ဗျာเนาะလူများပြီးတော့ဘာပြောရမှန်းလည်းမသိ ဝေးပြန်ပြီကဲမကတော့3လက်ပါကိုမင်းပြောဟိုတော့ပါကိုမင်းကိုမင်းကအစီတောင်ကဒါလုံးပါလေလက်3ပါ ကျွန်တော်တို့ကတော့သူများမလွင့်တဲ့ပွဲပဲလွင့်နေတယ်เนาะသူများလွင့်တဲ့ပွဲမလွင့်ကြဘူး ဘယ်လေးပဲကျိုးဟောပါလေ ဒီလက်ပါဟောရတလီလောက်ယူပြီးတော့မခိုင်းတန်းဟောအမှတ်ပြီးလိုက်ရတာ3မှတ် လက်3ပါ ဒါ3ပါကန်ချပါကဲပြန်စေထားတယ်ဂျိတ်ပိုင်မကြော်ပြန်ဘူး မင်းနေသွားတာ 3လက်ပါပဲ နေသွားနော်ချင်းနေသွားတော့ဘယ်လိုကကြောင်မြရတာ ပိုက်ပြီး ဂျိတ်ပဲပိုးလက်ဖြစ်သွားပြန်ပါပြီ ဘိုးလက်ပါမောင်ကကြိုးတွေပဲတော့ဘာလို့လဲ ဘယ်လေးဂျိတ်ပဲလက်4ပါ
အဲ့တက်တဲ့ဥစ္စာတလီတော့တက်တဲ့ဥစ္စာပေးမိတယ်ဒီကတလီမယူတလီမီတဲ့လူကြတော့ဒုက္ခရအောင် ကဲရသေးတယ်အေးလေးပဲကျိုးကောင်းပါလေ ကဲမလက်ဖိုးပါဖိုးလက်ပါကဲမကဖိုင်လက်ပါ ပါပြီ လက်ဖိုင်ပါဖိုင်လက်ပါခုနတမရလက်ဖိုင်ပါဖိုင်လက်ပါ ကိုကြည့်တူလားဗျာဟုတ်ပါတယ်ဗျာ ဘောဘယ်လေးနော်သူ့ကြီးရဘယ်လေးဟမ် ဒီလေးတော့ပုံမျိုး အေးဒီကောင်ဘယ်နဲ့ဖမ်းလာလဲ ကောင်းတယ်ဖမ်းတယ်ကောင်းတယ်ဖမ်းတယ် အဲ့လိုဘယ်လေးရပြောခေါင်းနဲ့ပဲဖမ်းနေကို နာမည်တော့သိပါဆိုတော့ဖြစ်တယ် ဖိုင်လက်ပါလက်ဖိုင်ပါဗျာနော်ကိုကြီးတော့အမှတ်မရရှိသေးဗျာသူတို့ကွင်းကတော့လက်ကျဲမယ်တယ်ဟုတ်ပါဒီကွင်းနဲ့လည်းကျဲတယ်ဗျဒီကွင်းနဲ့လည်း ဖြစ် ကျဲ လိုက် တယ် ပါ ဟောစီဗီသားလူကပဲလိုက်ဝေးနေသူတန်တော်မှာဒီကွင်းနဲ့ ဒါ ကျဲ တော့မတန်း ကျေတာပေါ့ ဟာဘယ်လာတော့တော့နိုင်တော့ဒီဒီပြည့်ကျူတာကိုတော့ ပေးကြည့်နေဗျာ အမေပွဲဆက်ကြည့်လိုက်လို့ညရင်ဆော့မှာအမေရကွာငါလုံးဝအဖိုက်လည်းမရှိပါမရှိနဲ့ဘယ်လိုသွားဆော့ဝိုင်းနေရဟိုကောင်တဲ့မယ်ဟိုကကျော်တိုင်းသူ့ပဲတဲ့မယ်အဲရတယ်မိမပေးတာမင်းကလေးပေးတာပြောတာမိမပေးတာပေးတာ ဟမ်ညရငါကဘာရှိလို့ ကဲမကတော့ဖိုက်လက်ပါ ပေးရပွားကြီးရဟိုပေးကြီးနဲ့ပွားကြီးနဲ့ ကဲလိုက်တင်လာတယ်ဒီပဲစစ်လက်ဖြစ် ကြ သွား မကောက်ဆက်လက်ပါလို့ပါလို့တမရအောင်လုပ်တာပါ ဒါရီစေကိုကြိတ် နည်းနည်းဗျာနော်ကိုကြီးကတော့နည်းနည်းလေးကွင်းနည်းနည်းကျင်းနေရတယ်နော်ကွင်းနည်းနည်းကျင်းနေ ဒီ တယ် မကောင်းဘူးနေရဒီပွဲတော့လိုက်မလွင့်နေဘူးဗျာနော်ကဲမကတော့စစ်လက်တယ်ဗျာနော်ဒီဘက်ကဗတိတို့အမမရသေးဘူးဗျာနော် ဖာပွဲအားရလို့နိုင်တယ်လားမိရပွဲဆိုတော့ပို့ဆိုးပြီးတော့အဲ့6ပေနေဆိုဟိုကအိတ်စိတ်ကန်တော့ခုနပေးအောင်ကျိုးနေရဆိုတော့ ကြောက်တော့ကြောက်တယ်အဲဘယ်လိုလဲကြောက်ရမှာရောနေတယ် ကဲပြန်ဆက်ထားတယ်ရီစိန်ကြိတ်ကဲအသာလေးပတ်သွားတယ် ကဲဝမ်းရပါပါပြီ ကဲမကတော့1စစ်ဖြစ်သွားပြီ ကဲတမရဝါပျော်သွားပြီဗျာနော်အမ1စစ်ပါကဲဝါ စစ်ဝမ်းပါ ညောက်သွားတယ် ကဲပြန်ဆက်ထားတယ်ဘယ်လေးတင်ထားတယ်ကျိုး7-1ဖြစ်သွားပါပြီ ကဲပဲဝမ်းပါဟောလိုက်ရအောင်ဟောဒီကွမှာဟုတ်လို့ဒီမှာဟုတ်လို့တို့ကွမှာ
ကွင်းကျင် ဟိုကနည်းနည်းကွင်းကျဲ ဝေးသွားပါလေ ကွင်းကျဲတော့ 17ပါ နည်းဟိုကခြေလေးတော့ခံလို့ရတယ်ဒါကြောင့်နည်းနည်းချုပ် 7-1 7-1ပါကဲပြန်စေရတယ် ကဲကိုရှုပ်ကြီးပါဗျာနော်မောင်ရဲတော်ဆိုတာနာမည်ကြီးဟိုပုစတာကြီးနှုတ်ထားပြီးတော့မငကြောင်ပါဗျာနော်အဲကြောင့်မို့လဲဒီရိုင်မှာခေါ်တာအကုန်လုံးကကိုရဲကြ ကဲထောက်ပါတယ် 7-1ပါအဲ့ဒါမျိုးပြီးသွားပြီ ကဲအိမ်ဝမ်းနေပါကိုချင်းသွားပြီ ကဲမမအိမ်ဝမ်းပါသွားထိုင်နေပါဗျာအပြင်မှာမတော့လိုက်ရောက် တဲ့တလုံးထပ်တာတလုံးနောက်ထွက် ဂျေး ထိပြီလေကျွန်တော်ထိကျွန်တော်လူမထိဘူးဒီကဖုံးထိကျွန်တော်ထိများတယ်ဟိုမခပဲနေခက်တဲ့ချိန်ကဘာမှမပြောဘူးဒီကချင်းဖန်တဲ့ဥစ္စာပုံမှန် ကဲအမကတော့အိမ်ဝမ်းနေပြန်နော် အိမ်ဝမ်းပါအေးဝမ်းအိပ်ပါ ဝမ်းအိမ်ပါ အိမ်ဝမ်းပါဝေးသွားပါလေ ဝမ်းအိပ်ပါ အိမ်ပါ အိမ်ဝမ်းပါကောင်းတယ်အဲ့ဒါမှဖိုက်တာမပုတ်နိုင်ပါကဲနော်ဒီတင်ကတော့အပေါ်ကမလုပ်ဘဲနဲ့အောက်ကပြီးတော့ကန်လိုက်တာပဲเนาะမျက်စိမှန်သွားဝေးသွားပါလေ 9-1ပါ 9-1ပါ ဟုတ်ကွာဒီဘက်10ခွန်းမှဖောက်ချပဲနော်ဒီဘက်ဖောက် ကဲနိုင်တာ အေးအဲ့ကြောင့်မို့လဲဟိုဘက်နိုင်တာလေဆိုတော့အမောက်ပြတ်တယ်ကျွန်တော်စဉ်းစားတာ ကဲပြန်စေရတယ်ပဲလေတင်ထားတယ်ကြီးစိန်ကိုချိတ်ပတ်သွားတယ်ဟောတော့ပြည့်ကတ်နေတာ အဓိကကွင်းကျင်းတာနော်သူတို့ကွင်းလိုက်တာမကင်ကြပိုက်မြင့်နေတာဘူးတော့အဲ့ဒီကတော့အဲ့လိုရောက်တယ် ဘယ်ကြိုးပြန်စေရတယ်ကြိုးပဲကဲပြန်စေရတယ်ကိုချိတ်ကိုချိတ်ပဲဟောပါလေကိုချိတ်ကဲမကတော့19နေပြီနော်ဝေးသွားပါတယ်တန်း1ဖြစ်သွားပြီဗျာနော်မကန်တော်လေးကိုဟပါတယ်ဗျာနော်
ကဲပြန်ဆယ်ထားပြီနဲ့ဝေးတော့ပါတယ် ကဲအားရပွဲတော့7-4ပါတဲ့အားဒီတော့အမှတ်တာနေပါတယ်တပွဲကနိုင်ဘူးကခုနကကြီးနောက်တော့ပိုက်6ပြီနဲ့ပို့ဆိုးတာတာပွဲကခုနကပြီနိုင်သွားပြီဆို6ပြီနဲ့လက်နေနေတော့ပိုင်ရောလည်းရှုံးတာဂျူးစစ်ပိုင်ရောပြီးတော့ရှုံးတာခုနကကြီးခေါက်ကျိုးအောင်အားရည်တွေအဲ့ကြောင့်သွားလဲအပူပဲအဲ့ကောင်ကိုပြီးတော့မကောင်းအချမ်းနဲ့တက်တယ်ကားပါ ကဲပြန်ဆယ်တယ်ဝေးသွားပါတယ် ဒီချိုးမှသိမဲ့1လက်ပါအခုမှစတာဗျာ ကဲ နော် မကတော့1တန်းနေပြန်တော့ဆိုင်ငယ်တော့မဟုတ်ပြန်နော် ကားပါဟေး တန်းမှာ ကဲမက2တန်းပြစ်သွားပြီဗျာနော်တန်း2ပါ2တန်းပါတန်း2ပါ တန်း2ပါ 2တန်းပါကဲမက3တန်းပါ 3တန်းမှာ ဆရာလည်း ဒီတော့မင်းမညက်ပါဟိုကောင်ပါသွားပါလို့ရမ်းမဲ့ဒီရတော့ဟိုရမ်းမောနေ ရန်မောဆိုပြီးနေပြီးဟိုဖြစ်တယ် ဘာပင်တော့ ဟမ်ကဲမကော3တန်းပါဗျာနော် ဘာကြောတန်းနေတန်းအောဆက်နေတာငါးကြီးတယ်ကွာ တန်း3ပါကဲမောင်ရဲကြောင်စားပစ်ထိုးပါပြီဗျာနော် ဟေးအဲ့မကြော်ပြန်ဘူး ကဲမကlevel 3ပါ ဟုတ်တယ်ဒီကနေပေါင်းလို့ပြမသွားပြီဗျာနော်မနေ့ကတော့ဘာသူကွင်းမှာဒီပွဲရှိရတာလိုက်မသွားပြီဗျာ 3 level မှာ ကဲမကတော့311နေဗျာနော်ကျိုးပေါ်တယ်ဗျာနော်ဘယ်လေးအဲ့လုံးအပိုင်ဆယ်ရတယ်ဗျာပေါ်တယ်ဗျာ level 3ပါ 11-3ပါ3 level မှာ ကဲမကတော့311ပါကျသွားပါတယ် level 3ပါဒီ level မှာ မပြောင်းသေးဘူးလားခေါက်အောင်လည်းခေါက်အောင် level
level 3ပါ311ပါ ဒီဒီလိုကဲဒီ ခလ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  ကိုရမယ်အဲဒီချက် တရားချီကို ပြင် မျိုး ဆ ဆော င် က် ထားတယ်ပါသွားပြန်ပြီ ချက်ဒီ တရားချီကို ပြင် မျိုး ထား ဆောက် တယ်ကျိုးပြင်တော့ ဟမ်တရားချီကိုမျိုးဆောက်အကွာဆောက်ရောင်းရဆောက် ဒီချက်ဒီတော့ကြာ မရဘူးလေသူ့ဖွားပုတ်တာကျွန်တော်ကဘယ်လိုလဲဆက် အေးကောဘုတ်တင်ရမှာကျွန်တော်လည်း 7 3တယ်ဗျာနော် တော့စားပြသူ့ကိုထိုးရကျွန်တော်မပါဘူးဘာလို့လဲစားပြကျွန်တော်စားပြသူ့ကိုပေါ့ပေါ့မပေါ့ဘူးဟောယူပေါက်မဲ့လူကနေရာလေးချင်းချင်းယူပြီးတော့သူကကြဲယူတာပါနေရာတော့level 3ပါကဲပြင်ဆင်ထားတယ်မောင်ရင်တော်ကျိုးဟယ်လိုကိုအမတွေရောက်လာပြီ ကဲကန်လာတော့ဒီလိုပဲပါသွားပြီနော် ပူညာနဲ့ ကဲမကောတွဲ3ပါ အောင်မန်းကောင်လေးပြေးလိုက်ကြပါအဲ့ဒါလေးလည်းပြောဘွားပြန်ဖို့ဝင်အောင်ပါလားပြောပါ ဒီကျဲပါ အောင်မန်းအဲ့ညီလေးကြိုက်နေပြီနော်ဒီကျဲပါ ဟုတ်ပြီဟုတ်ပြီအဲ့ဒါလေးကဟိုဟာလေးလမ်းညုံလေးထည့်ပြီးတော့ဘူးလေးတော့အောင်မန်းပဲဟုတ်တယ်ပဲရန်ကုန်မှာအောင်မန်းပဲလို့ပဲလားဘာတူလဲ ဒီတွဲ อ๋อမောင်ကြီးဘူးလာခဲ့တော့ပြည့်စုံတော့ကြကြောက်ခိုင်းလို့ကိုညာလုံးမပါဘူးပေါ့ဘုကောင်လေးကိုတေချာမိုးနေတော့ဘာလို့မိုက်တယ်နော်ဒီကဲဟိုလာရနေအောင်လူပါဘူးကောင်းတယ်နော်မိုက်နေကောင်းစိုက်တယ်ဒီစီယာမိုင်းလေးညှက်နေတယ်နော်ဘာလို့ကောင်းနေလဲ ဟာ အဲ့ဒါလေးပါဘူးရအဲ့လမ်းပြောပါဘာဖြစ်လဲဖုန်းပေါ်လိုက် ပေါက်3ပါမောင်ရင်းတော့မျက်နှာပဲကန်စမ်းပါဗျာတန်တယ်ဗျာဟုတ်ပြီ ကဲပြန်စေတယ်ဝေးသွားပြန်ပြီ ရှင်းတယ်ရှင်းလို့မရဘူးလေဘာပြန်ဆက်လက်ထက်ရပြီအမှန်ငါတို့ထားတယ်နောက်ပြန်ပြီ ကွင်းကျယ်လေကွင်းကျယ်လို့ဒီမှာကွင်းကျင်းတာအဲ့ကွင်းနဲ့လည်းကျင်းတယ်လေဟုတ်အိမ်ဝင်း ဒီဟုတ်တယ်ကျွန်တော်မှာ အပြင်ဝင်းကြောင်နည်းနည်းကွာတယ်ဒီမှာကျတော့ဒီရက်လူတွေကတင်တာအဲ့လိုပေါ့တင်နေကြဆိုတော့မှတ်လို့ရတယ်။ဘာကြောင့်အပြင်ဝင်းကြောင်အမိုးမရှိဘူး။တင်ရတာနည်းနည်းအံ့ပါနည်းနည်းဒီနောက်ကလုံးလို့တင်ရတာနည်းနည်းတော့အဲ့လီကွာတာပါ။အိမ်ဝင်းဝင်းဆိုအဲ့လိုမျိုး ယေးဘတ်သွားတယ်ကိုရတော့ဘယ်ကိုသွားတာတော့လို့ရွာပြန်မလို့လားလို့ဘယ်တော့ဒီနောက်စီဒီနောက်စီရောက်နေတယ် အိန္ဒိယမလို့တဲ့ ပြန်မလို့မပြန်ဘူးကဲဘယ်လေးပြန်စေရတယ်မှာသွားပြန်ပြီကဲကြိုကြိုပြန်စေရတယ်ကြီးစိဂျိတ်ပိုက်တိုးတယ်ဟုတ်တည်းပါ နည်းနည်းဖြုတ်ကြရင်ရှိချရတယ်ရတယ်နော်။ပြန်ချလို့မရတော့မလွယ်တော့ဘူးလေ။နေတယ် တင်ထားရည်စိဂျိတ်
ကောင်းပါလေ ဟိုကအဲ့လိုအမြင်ကိုကြိုက်တာမျိုးလေးတင် လက်တွေတော်ချင်း ဟုတ်3ပါ ကဲအမှကတော့ဟုတ်တတိပါချိန်ပဲအာလာ ဒီဟုတ်ပါ တတိဟုတ်ပါဟန်ဝင်းစောโอเคဝင်လာပါဗျကျိုး ဟုတ်3ပါ ဟောတော့ကမကောင်းပါဘူးဘေးကကန်လဲတော့ကလည်းရိုင်တာပဲ ဝဲလေးဗျာ သိနေကြဝယ်သူအလကားဝယ်လို့ရအောင်ဟုတ်တတိပါ ဟုတ်3ပါဟုတ်3ပါ တင်းနဲ့ရှင်းတောင်းလောက်ဖြစ်နေ ဒီပါပြော ဒီတော့ကိုမရတော့ဘူး ဒီပါပြော ဘယ်လိုပြောရမလို့လေဟောမေးကြည့်လိုက် ဒီတော့ကျွန်တော်ဝယ်ထားတဲ့ဥစ္စာကျွန်တော်တို့သိတာပေါ့ဘယ်ပြော အဲ့ ပြော ဒါ9000ကျော်မလားအခုဆိုမရတော့ ဩ ဘူး ကျွန်တော်ဘယ်လိုပြောလဲလို့ မရတော့9000လေအခုမရတော့လေ3000လောက်ဖြစ်နေပြီ သိန်းခွဲပဲပေးဝယ်ပေးမယ် ညှို့ဆိုင်တယ် ရောနဲ့ အင်းဆိုင် အာရောဟိုဟာဘာမှလည်းမသိပဲနဲ့အဲ့ဆိုင်မှာဝယ်လာတာဒီမှာဒီတော့နော်သိန်း2000ပဲရှိတယ် ဟုတ်လားအခု ဘာမှ ဝယ်ပြီးအောင် ဘာမှမဝယ်ဘူးကိုအောင်မလို့ကိုအောင်အဲ့လိုမသိခြင်းလို့ဒီမှာဓာတ်လေးပေါ့ပေါ့ပါပဲလေ 3000လောက်ရှိတယ်ဟေးဟေးဟေး ဆိုင်မှာကိုယ်တိုင်သွားဝယ်တာ34လမ်းမှာ ဒီကြိတ်ကကျွန်တော်တော့မဝယ်နိုင်သေးဘူးနော် ဝိုင်းရင်ပါလေအဲ့နဲ့မလို့လို့ တိုင်တာကတော့ရေသက်ချလို့ပြီးသွားပြီဟောဟုတ်ကဲ့ပါခင်ဗျာတာတူလေးပါခေါ်ပေးကြအောင်နော်ဟုတ်ပါဦးတက်တက်စတာဒီလိုပါရရနော်အရှုံးနဲ့နိုင်ရတော့ရှိမှာပဲ ဒီတော့ဆိုဘာမှမရှိဘူး3000ခွဲပဲရှိဘူးအဲ့ကြီးကသိန်း1000လားမသိဘူးကျွန်တော်ကြီးလို့လေးလို့ဆိုမကလေးရွယ်လို့ ဗျာဗျာနောင်းနေမိလိုက်တော့ပြောင်းတစ်ထည့်တင်းပြအောင်မြင်ဂျေးတတိဟုတ်တယ်ဗျာ ဒီ နော် ဟုတ်ပါဒါမပြောပါနဲ့ဟဲမဲမလုံးပါနဲ့ အဲ့ဒါတက်နေနေကြီး 15မှတ်4မှတ်နဲ့ပထမပွဲထင်းခတ်သွား ပခင်ကြီးပဒံကတော့3တက်တည်းပြီးလို့ပါလား3တက်ကပြုတ်ပြီးတယ်ဟောဂျက်လီစာလေးရင်2ယောက်အောက်ပိုင်းမကြီးကောင်းတစ်လုံးသူ့အောင်ဆိုဘူးပါအဲ့တော့ဟိုဘက်ကြက်ရပါဂျက်လီတို့ဘက်ကြက်ရပါ ဝေးသွားပါလေ စာပိကဘယ်လိုထိုးလို့ရမလဲနှစ်ဖက်စာပိခြေကုံတော့ခြေကုံတော့လို့ပြောကြတယ်ကဲတော့ဂျက်ပြန်ဝဲတော့မန္တလေးမှာ3နှစ်အောင်ဂျက်ပြန်ပေးထားရတယ်နော်ပဒံကတော့ကြီးအောင်ကြီးတယ်ပါတဲ့ ကဲပါသွားတယ်ဂျိတ်ပဲတော်တယ်အော်ဘေးလို့လားမသိဘူးစွန့် ကဲမှတ်တက်ပြီဗျာနော်ဖိုးဟုတ်ပါ ကဲမကတော့ဖိုးဟုတ်ပါ ကိုကျတော့ခဏမရရင်ဂိမ်းပြီတဲ့ ခဏမဂိမ်းနဲ့ခဏမဂိမ်း နော်ဟုတ် ရှောက်ပြောနေပါပေါ့ဗျာ တောင်းပါ အေးဘာမှမဟုတ်ပါဘူးကဲမကတော့ဟုတ်ဖိုးပါ ဘူးသာပေးတယ်ကွာ ဖိုးဟုတ်ပါ တွဲဟုတ်ပေးတယ်ကွာငါဟိုဘက်မမေးဟိုဘက်တွဲရီပြီတွဲပဲနော်3မရဂိမ်းတွဲရီပြီ ကျိုးဟုတ်ဖိုးပါဂျိတ်ပဲခွဲကန်နော်ကျွန်တော်တောက်လေးကနည်းနည်းလေးဒီလာနာဖြစ်နေပြီလို့ တော့အဲ့လိုကြီးကသူစင်ကိုရင်း ဟုတ်ပါ ကြီးကြည့်နေပါဦး ကျိုး ဘာနေ ဒါလေးပတ်ထားတယ် လေလေးတင်တယ်ဟုတ်ပါ ဟုတ်ဖို့ပါကြည့်ပဲပတ်ပြန်ပြီ လေးရဆုံးတာအဲ့အဲ့လို အဲ့ဒါကိုပုံရဲနေတယ် ကြည့်သွားတယ် ပုံရဲနေဒီကအဲ့လိုကြာ
ဟုတ်ဖို့ပါ ကဲမကတော့ဟုတ်ဖို့တယ် ကဲဝင်အောင်ထိုးမယ်ဗျာနော်ကဲကိုဝင်အောင်ထိုးပါမယ်စာပစ်ကတော့ကိုဝင်အောင်ဝင်ပြီးတော့ရောင်းနေတာ ကြိတ်ပဲအမလေးကျုပ်ဘယ်လေးဆယ်ပါဟာတဲ့လေကြီးဟာ ရိုင်းတယ်ကလူကြီးကိုဆယ်ပေါင်းကြတာလီးသေးတယ် ပြိုင်ပွဲကဘယ်နေ့ခတ်မှာလဲဆိုတော့ဘယ်ပြိုင်ပွဲလဲဗျမော်လမြိုင်ပြိုင်ပွဲလားဗျမော်လမြိုင်ပြိုင်ပွဲကအပေါင်က30ရက်နေ့ခတ်မယ်ဗျနော်မော်လမြိုင်မှာက4ရက်နေ့ခတ်မယ်ဗျသူများပြောလို့သိတယ်ပြောလည်းမသိ ရင်းကြိုက် ဘူးရင်းကြိုက်တဲ့အပေါင်နဲ့မတူဘူးလို့ ရင်းကြိုက်ရင်းပေါင်အောင်ပေါင် အပေါင်မျိုးနဲ့သင်ကြိုက် မ သင်ကြိုက်မျိုးနဲ့ပေါင်မဟုတ်ဘူး ဟမ် ဟုတ်တယ်ပေါင်မြို့နယ်ရင်းကြိုက်ပေါင်ကပေါင်မြို့နယ်ပေါင်မြို့တက်တက်ရှိရင်းကြိုက်က ဒီမျိုးနယ်တွေပြီးပဲ ဒီလိုပါပဲ ဟုတ်အဲ့ဒါကျွန်တော်ပြောတာကွာကျွန်တော်ပြောရင်းကြိုက်ကရင်းကြိုက်မျိုးရှိတယ် ရင်းကြိုက်ပဒံတော့မထွက်လို့ဗျအပေါင်ပဲပြောလိုက်ရပြီးသွားပြီဟုတ်လား မျိုးခင်ရလည်းတည်တယ်ကျွန်တော်ရင်းကြိုက်ပဲပြောတာဟေးဘာဒီတော့ဘယ်လေးခံနေလို့ ကျောင်းစရာလို့ကတော့10ရက်နေ့လောက်မှပဲရန်ကုန်ပြင်ရောက်မယ်ဗျနော်ကျောင်းစရာလို့သွားလိုက်ရင်လူရတစ်ခေါက်ကြီးနော်10ရက်နေဆုံးပါ ဒီကမှာမ သူ ဆိုင် ကရင်တော့ကြောက် တိုင်ဝဲရတော့ချောက်ဖြစ်တာ ကြိတ်ပဲ ဟုတ်ပါ နိုင်ကြုံးကြီးရတယ်တကယ်ဟောအဲ့ဒီကအမြင်အများကြီး ပိုက်နေနေတာနော် ဟုတ်တယ်ဝမ်းတိုင်းထားတော့အဲ့ဒီမှာ ကဲတကြိုးဆယ်ထားတယ်ဘယ်လေးခေါဝါပြန်ဆယ်ထားတယ်ဘယ်လေးပဲကြိတ်ဖတ်ထားတယ်တကြိုးပါပါရဲ့ကြိတ်ပဲကိုရဲနောက်ဆယ်ထားသေးတယ်ရသေးတယ်ပါသွားပြန်ပြီကိုကြိတ်ပဲအာ ကဲဘေးနာတော့နားလေးကိုတော့ကျွန်တော်တို့ဂုံးဆိုးမှရတော့မယ်ဗျာနော်နားကြီးလို့ပါဗျာနော် ဝဲလုံးမှာ3လုံးကြည့် ဒီလိုပဲကိုတကားကိုပြောမယ်ဒီနေ့ ထိတယ် အောင်းပါလေ ကဲကိုဆယ်တော်ဆဲပြီစီဗျာနော် ညောင်း ဟေး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 ကျိတ်နေပါခွဲကန်တော့တော့မကောင်းတော့ဘူး ဖားတော့ဖမ်းကြည့်နားလေး မရဆော့ဘူးဒီကကိုမှာဟော ငါကိုကေဟိုတော့ဝင်မယ်တဲ့တဲ့ ဟုတ်ထိုးတယ်ဗျာနော်ဒီမှာဟုတ်မှာတင့်တာတော်ကြာပြီဗျာနော်ကျိတ်ပဲပါသွားတယ်ဟဲ့ဟဲ့ဘောက်တာတော့လို့အကွက်တွေချတယ် ကဲနော်ဒါကဂျိုးနဲ့ဓာယူပဲလေးနဲ့တော့အခုမှတွဲဘူးတော့တိုင်ပင်နေမရှိဘူးဗျာနော်အာ ကိုရင်းအောင်ထိုင်ပေးပါတယ်ဟုတ်ကဲ့ရှိတဲ့ကောင်မျိုးနော် ဟမ်ကဲဝင်ရောင်းတော့ ကဲ ဝင်ဝင် ပတ်ဝိုင်း ကိုဝင်ရောင်းတော့ခါးလေးထောက်ပြီးတော့အေးဆေးလေးပဲဗျာနော်စကားမပြောတော့ဗျာနော် तू မသိရင်တော့ तू က ကျဲရတယ်လေကျိတ်ပဲဟေး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  လွတ်ပေးတာဟိုကအနောက်ကလူတွေထိပြီသေးတယ်ဗျာဟိုပိုင်မှာအားရပွဲဘယ်အားကြည့်လို့ရလဲတဲ့နှစ်ပွဲလုံးအားရလို့နိုင်သွားပြီ ဝယ် လို့ ပြီးသွားပြီလို့ နှစ်ပွဲလုံးအားရနိုင်သွားပါပြီလို့အောက်ကြီးတွေကြီးပဲတက်တာအားရပွဲအောက်ကြီးတွေကြီးပဲတက်တာဒါပေမဲ့ကြီးရလည်းများတော့ဘူးမှမမြူရဲဘူးကြီးကပြင်းလုံးတယ်ပိုက်9ပေကြော30ခွန်နဲ့ ကဲပွဲပြီးသွားပါပြီ 6ပေနေကျဖောက်ချိုးတယ် ကဲအားလုံးကျေးဇူးပါ ကဲတဲဝဲကတော့ကိုကြီးလူကတော့ရှုံးသွားပါပြီ ရှင်လေးလိုက်လို့ပြောပါအားလုံးကျေးဇူးတင်ပါတယ် ကဲကိုဝင်ရောကတော့ဗာပြောချင်လဲဗျာနော်ကိုဝင်က ဒီအောင်ချ2ဝန်းတော့ချလိုက်တော့ပြည့်ပြည့် အားလုံးကျေးဇူးပါ စီသာပုပုမော်လမြိုင်ပြိုင်ပွဲလာလားလို့ပြောရတော့မသိဘူးဗျာနော်
ကျွန်တော်အဆက်သက်မရှိဘူးဗျာနော်ကျွန်တော်အပွဲဆက်ခါလို့ရတယ်တာတော့ဆက်မှာပေါ့ကိုကျော်ပွဲလေးမဲကြီးပြီးသားလို့ပြေးရဲဘူးဝါလားဘူးဝါလားဘာတော့လဲဘူးလည်းမသိလိုက်လားတွေ့တွေ့ရဟောထားတက်လိုက်အေးရအားဆောင်နေတာဒါလည်းဒီမှာဒီတော့လာလာတွေ့ကြလားဒါတော့ဘယ်လိုလဲလားကဲစပွဲလေးရှိတော့ဆက်လက်လုပ်နေကြဗျာနော်အားလုံးပဲကျေးဇူးတင်ပါတယ်ဗျာနော် line လေးချဝင်ပြပါအောင်ဗျ